ကျမကိုကိုဝန်ခံစရာလေးတစ်ခုရှိလို့ဘာလေးကိုဝန်ခံခြင်းတလဲဆိုတော့သူမြင်းနေပြောတယ်တာကူးပေါ့ဟုတ်တယ်ကျမဒီတာကူးမှာပါဘလို့တာကူးမှာလဲဘလို့တာကူးမှာလဲဆိုကျမတစ်ချိန်လုံးကကျမတို့မဲပြီးခဲ့တော့ကကျမတို့ USDP ကိုမဲပြီးခဲ့တာဒါပေမဲ့လေကြိုက်လို့လားကြိုက်လို့တော့မဟုတ်ဘူးဒါပေမဲ့ကျမတို့အတွေးမှာတစ်ချိန်လုံးကရှိတယ်ဘာလဲဟိုတက်မတော်မရှိရင်တက်မတော်ဘာဖြစ်ဆိုဒါတွေကျမတို့ခေါင်းထဲမှာရှိတော့ကျမတို့ USDP ကိုပဲကျမတို့မဲပေးခဲ့တယ်ဒါပေမဲ့အခုဘယ်အချိန်ထိကျမအဲ့ဒီဟာကိုထောက်ခံနေတယ်လဲဆိုရင်ဟိုမမိကြလားမသိဘူးဘာတော့ဂျီဟက်လုပ်မယ်ဆိုတော့အဲ့ဒီအချိန်မှာလေအသေးအတန်ကျမတို့မှာငရုတ်သီးစပရေးတွေလုပ်အမျိုးသားဆိုတာလေဓာတ်တွေသွေးဟုတ်တော့မှာပဲဒီမိန်းမကြီးတက်ရင်တကယ်ကိုဂျီဟက်အလုပ်ခံရမှာလားဆိုတဲ့ယုံကြည်ချက်တွေနဲ့ကျမတို့ယုံကြည်ပြီးလုပ်ခဲ့ရဟုတ်တယ်နော်ဒါပေမဲ့လေဟုတ်သလားအဲ့တရက်လည်းမဟုတ်ဘူးဒုတိယတရက်လည်းမဟုတ်ဘူးအရင်တော့ကတော့ပြောတဲ့အကြောင်းအရာတွေအိုးဟုတ်တယ်ကျမတို့မှာတစ်ဖက်နာကြတစ်ဖက်ပိတ်ပြီးယုံကြည်ခဲ့တာထောက်ခံခဲ့တာကျမအဖေကလည်းကျမအဖေကိုယ်တိုင်ကလည်းဦးနေဝင်ရဲ့ကေလာတင်နဲ့ဆင်းခဲ့တာကျမမောင်ကိုယ်တိုင်ကလည်းရေကျမအမျိုးသားကိုယ်တိုင်လည်းရေအဲ့တော့ကျမတို့ဒီမျက်စိစုံလုံးကန့်ပြီးတော့ထောက်ခံခဲ့ဒါပေမဲ့အဲ့ဒီဂျီဟက်လုပ်မယ်ဆိုပြီးတော့ဒါတရင်နေပြန်ပြီးတော့နောက်ပိုင်းမဟုတ်တာဟုတ်ဟဲဒါဆိုရင်ဘယ်လိုဖြစ်တာလဲကျမတို့နိုင်ငံကြီးကိုတေးသေးချာချာလေ့လာရင်းနဲ့ဘာဖြစ်သွားတယ်လဲဆိုတော့ကျမတို့မှာဟာဒါတွေကနိုင်ဒီတိုင်းပြည်ကိုစုပူအောင်လုပ်နေတာဘယ်သူတွေလဲမကောင်းစေချင်တာဘာတွေလဲဆိုတဲ့အမှန်တရားတွေကျမတို့သိသွားလို့ကျမတို့အဲ့တော့ကျမတို့တစ်ချိန်ကကျမတို့စော်ကားပြီးတယ်ဟာဒီမိန်းမကြီးကမွတ်စလင်ကိုအားပေးတာ OIC နိုင်ငံကနေပြီးတော့တကားတစ်ချက်ကိုဘလောက်ယူပြီးတော့ဘယ်ဝင်ကြေးတွေနဲ့ဘယ်လိုလောက်ထားတာငါတို့နိုင်ငံဘယ်လိုလောက်တော့မှာဆိုတာတွေကကျမယုံခဲ့မိတာဒါပေမဲ့တကယ်ကိုတက်လာပြီးတကယ်လောက်တဲ့အခါသူတို့ပြောထားတာတွေနဲ့ဘာတကုတ်မှမဟုတ်ဘူးဆိုတာတက်စင်လွဲနေဆိုတာကျမတို့မြင်ခဲ့ရတယ်တွေ့ခဲ့ရတယ်အဲ့ဒီမတိုင်ခင်ကလည်းသိတဲ့ပြောထားတဲ့အရာတွေဒီနော်လှုပ်ဆော်ထားတဲ့အရာတွေဒီမဟုတ်ဘူးဆိုတာသိတယ်အဲ့ဒီတော့တိုင်းပြည်ကိုစုပူအောင်တိုင်းပြည်ကိုမငြိမ်သက်အောင်တိုင်းပြည်ပေါ်မှာယုံမာနေတာဘာတူလဲဆိုတာကိုကျမတို့မိတ်ဆွေတွေမြင်တမ်းပါပြီမြင်ကြပါတော့ကျမတို့လည်းတစ်ချိန်ကနှစ်ဖက်စလုံးမျက်လုံးစုံလုံးကန်းပြီးယုံခဲ့ပါတယ်ကြားတယ်နော်ဒါပေမဲ့ဒီနေ့အချိန်မှာတော့ကျမတို့အသိဉာဏ်ကြီးပွန့်သွားပြီမယုံတော့ဘူးအမှန်တရားတိုင်းပဲချNLDမှာလည်းလိုအပ်ချက်တွေမရှိဘူးလားရှိဒါဆိုရင်နှစ်ပေါင်း60လုံးအုပ်ချုပ်လာတဲ့လူတွေမှာရောရှိမရှိလူဟာမွေးပြီးထမင်းစားချင်လူတွေသိလိမ့်မယ်ကျမတို့ကတော့တစ်ချိန်ကဇုံကန်းခဲ့ပြီးပြီဒါပေမဲ့လက်တွေ့အမှန်တကယ်ဆိုကျမဆိုဘယ်လောက်ထိများစန့်ကျင်ခဲ့တယ်လဲဆိုရင်ကျမအဲ့ဒီတော့ကျမကုမ္ပဏီတစ်ခုမှအလုပ်လုပ်နေတယ်ကျမတို့ကုမ္ပဏီမှာအစည်းအဝေးဆိုပြီးအစည်းအဝေးပြီးတဲ့အချိန်မှာအဲ့ဒီမှာဟိုဘလူးဇက်ကလူမင်းတို့နဲ့ဘလူးဇက်ကားကိုအဲ့ဒီမှာထိုးပြီးပြတဲ့အချိန်မှာကျမကြည့်နေရင်ကနောက်ကျောပိတ်ပြီးတော့အဲ့ဒီဟာကိုနောက်ကျောပိတ်ပြီးကျမရှေ့ထွက်ထိုင်ပြီးနောက်ကျောပိတ်ပြီးတော့အဲ့လိုကိုစမ်းနာပြခဲ့တာအဲ့ဒီလိုကိုယုံကြည်ခဲ့တာအဲ့ဒီ USDP ဘက်ကနေပြီးတော့နော်အမေစုနဲ့ NLD အစိုးရအောင်အဲ့ဒီအချိန်တော့ကျမမယုံကြည်ရဲဘူးသူတို့ပြောထားတဲ့စကားအမလေးမွတ်စလင်နိုင်ငံတော့ဖြစ်တော်မှာပဲအမလေးဘာဖြစ်တော်မှာပဲဆိုတော့ယုံခဲ့တာဒါပေမဲ့လက်တွေ့တော့မဟုတ်ဘူးမွတ်စလင်ရောက်တယ်မွတ်စလင်အကောင့်တွေနဲ့တိုင်းပြည်ကိုဘာဖြစ်နေညာဖြစ်တယ်အဲ့ဒါတကယ်မဟုတ်ဘူးကျမအကုန်လိုက်ကြည့်ပြီးပြီကြားတယ်နော်သိလားဘာဖြစ်လို့တော့အဲ့ဒီအကောင့်တွေကအရင်ကျမအသေးချာမှဖြစ်ခဲ့တာပြီကြားတယ်နော်ဆိုလိုတာကလေနော်တိုင်းပြည်ကိုနော်အကျဉ်းနှစ်ပေါင်းများစွာလဲဒုက္ခတွေပေးခဲ့ပါသေးတယ်ဟုတ်ပါလေဒီနေ့အချိန်ထိလဲကောင်းရကောင်းကျိုးကိုလုံနေတာတွေကိုကားပြက်ရပြက်ပြီးလုံနေသေးတယ်ဟုတ်တယ်နော်ဒါတွေကိုသိဖို့လိုတယ်အဲ့ဒီတော့ကျမတို့မိတ်ဆွေတွေလဲကျမပြောချင်တာနော်စဉ်းစားပါအုံနောက်ကလေးနဲ့တွေးပါနော်တစ်ဖက်ပိတ်စကားတွေကျမကတော့တစ်ဖက်ပိတ်ယုံခဲ့တယ်အမေစုသည်ပြည်သူတွေလူထုတွေအပေါ်မှာသူဒီလူကိုလူလိုမြင်ပြီးလူလိုဆက်ဆံနေမေတ္တာဂရုဏာနဲ့အုပ်ချုပ်တယ်ဆိုတာသူ့ရဲ့မေတ္တာကိုခံစားမိတယ်ဖြစ်တဲ့အတွက်ကျမကလည်းဒီနေရာဒီပူရီကနေအမေစုကိုလည်းစစ်ခုပြီးတောင်းပန်ပါတယ်တစ်ချိန်ကစော်ကားမိတာတွေနော်အမြင်နေရိုင်းပြီးတော့တစ်ဖက်စကားကိုယုံပြီးတော့ယုံကြည်မိတာတွေအတွက်ကျမတောင်းပန်ပါတယ်အဲ့လိုကျမတို့ဆရာတော်ဘုရားတွေတင်ထားတယ်ကိုယ့်ထက်ပညာအသက်ဝါကောင်းတာတွေလုပ်နေတဲ့စိတ်ထားကောင်းတဲ့သူတို့ကျမတို့ပြစ်မှားရင်ငရေတွေညားမယ်
ကျမထပ်ပြောမယ်ကျမတို့တမိသားစုလုံးကျမတို့တစ်မျိုးလုံးမဲပေးမှာ NLD ဖြစ်ပါတယ်ရှင်တို့ပြောတဲ့တာကူဟုတ်တယ်ကျမကမေစုရဲ့မြစ်တာတွေကတားတယ်ဆိုတာကိုသိလို့ကိုးသွားတယ်ကျမကတာကူမကျေးဇူးတင်ပါတယ်ရှင်အမေစုရဲ့မြစ်တာတွေကိုနော်မေစုရဲ့မြစ်တာတွေကတားတယ်ဆိုတာကိုသိလို့ကူးသွားတယ်တာကူနော်အဲ့ဒါဘယ်ချိန်ဘယ်ကာလလဲဆိုတာကြည့်လိုက်မဲပေးတဲ့ကာလဆိုတော့ဘယ်ချိန်ဘယ်ကာလလဲဆိုတာကြည့်လိုက်နော်အဲ့ထဲကမင်းတို့ရဲ့အစိုးရဝန်ထမ်းမှာဆိုတဲ့သူတွေရဲ့ရင်ထဲမှာအမေစုရှိနေတယ်ဆိုတော့မင်းတို့သိစေချင်လို့လာတာကြီးကဒီ profile reaction လုပ်ပေးတာနော်